အာရခတ်ပြည်အတွင်းကအရန်သားတွေထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီးကုညီထုတ်ပတ်မှုဆိုင်ရာသတင်းတပုတ်ကိုတင်ပြပေးပါမယ်။အာရခတ်ပြည်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ Navy ကလက်နက်ကြီးပစ်ခတ်မှုတွေအပြင်စစ်ကြံလက်နက်နဲ့မိုင်းပေါက်ကွဲမှုတွေကြောင့် February လအတွင်းအရသား89ဦးသေဆုံးဒဏ်ရာရရှိခဲ့ပြီးအဆိုပါ89ဦးကို Oregon Responders for Emergency ARE အဖွဲ့ကငွေကျပ်600ကျော်ထောက်ပံ့ပေးခဲ့တယ်လို့ One Nation News ကဖော်ပြထားပါတယ်။ဖြစ်စဉ်တွေဟာ February 10ရက်ကနေ24ရက်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီးမြောက်ဦးကြောက်တော်အန်ပုံနာကျွန်းရမ်းပြေကြောက်ဖြူတောင်ကုန်းနဲ့တန်တွဲမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဒရုန်းတိုက်ခိုက်မှုတွေနဲ့မိုင်းပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အရသား33ဦးသေဆုံးခဲ့ပြီး94ဦးဒဏ်ရာရရှိခဲ့ပါတယ်။စုစုပေါင်း89ဦးဖြစ်ပါတယ်။ထောက်ပံ့ငွေကိုတဦးလျင်ငွေကျပ်3,000သိန်းနှုန်းနဲ့ကတ်ချက်ပြီးစုစုပေါင်းငွေကျပ်3,609သိန်းကိုပြည်တွင်းပြည်ပအလူရှင်တွေကိုစား ARE အဖွဲ့ဝင်တွေကမြေပြင်အထိစိမ့်ကပေးရခဲ့တာဖြစ်ပါတယ်။ထောက်ပံ့ရေးလုပ်ငန်းတွေဆောင်ရွက်အစဉ်မှာတေဆုံးသူတွေနဲ့ဒဏ်ရာရရှိသူတွေရဲ့မိသားစုဝင်တွေကိုစိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေပြုလုပ်ပေးခဲ့တယ်လို့ဆေးရုံတက်ရောက်ကုသနေသူတွေနဲ့မိသားစုဝင်တွေကြားဆက်သွယ်နိုင်ရေးကိုလည်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အခြားလိုအပ်ချက်အကူအညီတွေဆက်လက်ရရှိနိုင်ဖို့အတွက်လည်းအလူရှင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးမှုတွေပြုလုပ်ခဲ့ပါတယ်။လက်ရှိချိန်ထိအာရခဒေသအတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးအရက်သားတွေထိခိုက်နစ်နာမှုဟာလျော်နှဲမလာသေးပဲဆက်လက်တိုးပွားနေဆဲဖြစ်တာကြောင့်စစ်ပေးတင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားအကူအညီတွေပိုမိုလိုအပ်နေတယ်လို့သိရပါတယ်။